မိတ်ဆွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အခုမှဂျင်စဆော့မဲ့ beginner တွေအတွက်ကျွန်တော်ဂျင်ရောက်ရင် machine နဲ့စဆော့တင်လားဒါမှမဟုတ်ကျွန်တော် free weight ကိုစဆော့တင်လားဆိုတာကိုကျွန်တော်နားလည်ထားသလောက်ကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ trainer AG ဖြစ်ပါတယ်မိတ်ဆွေဂျင်စရောက်ရင် machine ကိုအရင်စသုံးသင့်ပါတယ်ဒါပေမဲ့လည်းကျွန်တော်နောက်ပိုင်းမှာ free weight ကိုမဖြစ်မနေထည့်သုံးသင့်ပါတယ် machine ကိုဘာကြောင့်စသုံးသင့်လဲဆိုရင်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဖောင်မှောင်ထိညှိပြီးဒုတိယချက်အနေနဲ့ကျွန်တော်တို့ဒဏ်ရာရနိုင်မယ် injury ကင်းမယ်တတိယချက်အနေနဲ့ကျွန်တော်တို့ muscle ကိုဘယ်လိုသုံးချရမလဲဆိုတာကိုကျွန်တော်နားလည်လာလိမ့်မယ် mind muscle connection အကြောင်းကိုကျွန်တော်နားလည်လာလိမ့်မယ်အရင်ဆုံးမိတ်ဆွေနှစ်ပတ်ကနေ၄ပတ်လောက်ကျွန်တော် machine နဲ့ဖောင်မှောင်အရင်ဆုံးဆော့ပါပြီးဖောင်နိုင်ငံမှန်လာပြီဆိုရင်ကျွန်တော်တို့ free weight ကိုထည့်လို့ရပါပြီ free weight ကဘာတွေကောင်းလဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်မာဆယ်အများကြီးကိုတခိုင်နဲ့သုံးရတယ်ကိုမောင်းမှုမတွေသုံးရတာဖြစ်တဲ့အတွက်ကျွန်တော် strong တက်တယ်ဖဲလန်ကောင်းတယ်ပြီးရင်ခိုးမာဆယ်ပိုကောင်းတယ်နောက်ပြီးတော့သူက real life movement တွေနဲ့ပို့ပြီးတော့ညီစက်တယ်အရေးကြီးဆုံးချက်ကတော့မိတ်ဆွေအလေးမတိုးခင် weight မတင်ခင်မှာမိတ်ဆွေဖောင်ကိုရင်မအောင်စစ်ပါ trainer ရှိရင် trainer ကိုတစ်ချက်လောက်စစ်ခိုင်းပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မိတ်ဆွေကျွန်တော်ဆက်သွယ်ခြင်းကျွန်တော်အောက်မှာကျွန်တော်ဖုန်းနံပါတ်လေးချပေးထားပါမယ်ကျေးဇူးပါခင်ဗျာ